စုဆောင်းပစ္စည်းဆောင်ရဲ့နေမြေဆောင်၄ယောက်မှာ2ယောက်ကိုတက်ပြီးတဲ့နောက်တော့ဝိညာဉ်ခန္ဓာတစ်ခုနဲ့လူ2ယောက်သာကျန်ပါတယ်။သူတို့ရင်းရှင်းတဲ့ဝမ်းလင်ကိုမတားဆီးနိုင်တာကိုသိသွားတော့ရှမ်းမီသားသူရဲ့နေမြေဆောက်ချောက်ကစပြီးတုံလင်ကျိုရဲ့ရွှေမျိုးကလာလို့ဝမ်းလင်ကိုမေးပါတယ်။တကယ်လို့ရွှေမျိုးကမဟုတ်ဘူးဆိုသူတို့ရှိုင်းတော်ရဲ့ပြမမျိုးနွယ်စုအကြီးကဲဖြစ်လှုပ်စီခြင်းကြောင့်နဲ့ထောက်ပံ့မှုတွေပါဝင်မျိုးနွယ်စုရဲ့လှုပ်ဝက်တက်တွေအားလုံးကိုရနိုင်ကြောင်းခံလန်းပါတယ်။ဝမ်းလင်လည်းအဆောင်ရဲ့တကားကိုမတွေ့ရသေးတာမို့ပြဿနာတွေထပ်မဖြစ်ရှင်တာနဲ့အဆောင်ထဲကပြတ်ထွက်လာပြီးရင်ဆက်ပြီးဆွေးနွေးကြမယ်လို့ပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့နေမြေဆောက်ချက်3ယောက်ပေါင်းပြီးတကားကိုဖွင့်ပေးလိုက်တာမို့ဝမ်းလင်လည်းအထဲကိုရောက်လာပါတယ်။ဝမ်းလင်ထင်ထားတဲ့အတိုင်းပဲမျိုးနွယ်စု၄ခုမှာအနည်းဆုံးလူ3ယောက်ရှိနေမှသာစုသောပစ္စည်းအဆောင်ရဲ့တကားကိုဖွင့်နိုင်တာဖြစ်ပါတယ်။အတွင်းပိုင်းကိုရောက်လာတော့ဝိဆန္ဒအတက်ရဲ့အနေမြင့်ကရရှိသူရဲ့ကံကြမ္မာပေါ်မှာမူတည်တာမို့တိုက်ခတ်မှုကိုခံယူပြီးရေးစားရှိသလောက်ယူလို့ရပါတယ်။အဆောင်ရဲ့ပြင်ပမှာတော့ရှိုင်းတော်ရဲ့နေမြေဆောက်ရှောက်ကိုပြင်ပအိမ်တော်ကြီးကဖြစ်တကယ်ပဲရွေးချယ်မှလာလို့မိကုန်းထုံးနေကြပါတယ်။ရှိုင်းတော်ရဲ့လူကတော့တကယ်ရွေးချယ်မှဖြစ်ပြီးဝမ်းလင်ကိုထင်ကြီးနေတဲ့အပြင်ခုလက်ရှိခန္ဓာထေတဲ့ရန်စင်းနဲ့ဝင်သွားတာဖြစ်လို့စုသောပစ္စည်းအဆောင်ရဲ့၄ထပ်မြောက်ထိဝင်ရောက်ခွင့်ရပါတယ်။အဲ့ဒီခါကျဝိဇ္ဇာတက်တစ်ခုရလာအောင်မှဖြစ်လို့ပို့လို့ကျဉ်နေပါတယ်။တစ်ဖက်ကဝမ်းလင်မှာတော့သူ့ကျင့်ကြံစင်းနေတာဆို၄ထပ်ကိုပဲတက်ရောက်ခွင့်ရမှာဖြစ်လို့ပြတ်သက်ထက်ကဝိဇ္ဇာတက်ကြီးရဲ့ရုပ်ခန္ဓာကိုအသုံးပြုကြည့်တဲ့အခါအဆောင်ရဲ့အမြင့်ဆုံးထပ်မှရှိနေတဲ့9ထပ်မြောက်ထိဝင်ရောက်ခွင့်ရလိုက်ပါတယ်။အပြင်ကကြည့်နေသူတွေလည်းအဲ့ဒီနေ့ချိတ်ပေးခဲ့စဉ်ကမျိုးနွယ်စု၄ခုရဲ့အကြီးကဲတွေတော့အမြင့်ဆုံး၈ထပ်ထိကိုပဲဝင်ရောက်နိုင်ခဲ့တာမို့အားလုံးအားသိနေကြပါတယ်။ဝမ်းလင်9ထပ်မြောက်ကိုရောက်လာတော့လူမျိုးနေတဲ့ပတိကားတစ်ချက်ရှိနေပြီးဘေးပတ်လည်ကအရာအားလုံးကပုံရိပ်ရောင်တွေဖြစ်နေခဲ့ပါတယ်။ဘာမှမရှိနေတော့၄ထပ်မြောက်မှာပဲဝိဇာနာတက်ကိုယူခဲ့ရင်ကောင်းမယ်လို့တွေးမိပေမဲ့လည်းစစ်သေးဖတ်ရှုပါဆိုတဲ့စကားကိုမှားလိုက်တာမို့ပတိကားကိုနားလည်ဖို့ကြိုးစားပါတယ်။ပတိကားလေးကအယုတ်လေးတစ်ခုရဲ့လှုပ်ရှားမှုတိုင်းလိုက်လို့ရင်ပတိကားရဲ့တွင်ပိုင်းတွေကိုရောက်လာပါတယ်။အတွင်းမှာတော့မိုးချိုးဝိဇာနာပုံကြီးမပြည့်စည်ခင်အနေထားနဲ့စုဆောင်းပစ္စည်းအဆောင်ဖွင့်လှစ်မဲ့နေကိုရောက်လာခဲ့တာဖြစ်ပါတယ်။အဆောင်ရဲ့ရှေ့မှာတော့ရှောင်းရုံကျစ်ဆိုတဲ့အစင်ကိုဝိဇာနာပင်ရှိနေပါတယ်။သူ့ကိုမြင်တော့ရှင်းရောက်အိမ်တော်မှာတွေ့ခဲ့ရတဲ့စာရေးသူဆိုတာကိုဝမ်းနဲ့သိလိုက်ပါတယ်။ထိုလူကပကြီးကားတစ်ခုကိုဆွဲလိုက်ပြီးဒီနေ့ဖွင့်လှစ်မဲ့စုဆောင်းပစ္စည်းအဆောင်အတွက်ဂုဏ်ပြုကြောင်းကြေညာလိုက်ပါတယ်။နောက်ပြီးဝိဇာနာအေဂူရဲ့ပိုင်ဖန်းကိုလည်းခေါ်လိုက်ပြီးပကြီးကားကိုတူဆွဲဖို့ကမ်းလှမ်းပါတယ်။ဝိဇာနာအေဂူရဲ့ဆင်ကနိဗ္ဗာန်လေးဟာနဲ့ကနဦးဆင်ပါရှိနေပါတယ်။ဝိဇာနာအေဂရီလည်းပကြီးကားကိုဖြည့်ဆည်းဖို့အတွက်ဘာလို့အပ်နေသလဲဆိုတာသူ့တဲ့ပဲရှင်းချွေကိုခေါ်ပြီးကြည့်ခိုင်းပါတယ်။ရှင်းချွေလည်းပုံကိုကြည့်ပြီးတက်ပည့်နေပါနေပေမဲ့လေးကိုမတွေ့ရတာကြောင့်လေးခေါ်ဆောင်ငွေသက်ကိုဖြည့်ပေးဖို့လိုအပ်ကြောင်းကြံပေးပါတယ်။ဝိဇာနာအေဂရီလည်းရှင်းမြင့်မှုရွေးချယ်လိုက်ပြီးလေးခေါ်ဆောင်အတက်ကိုပကြီးကားထဲမှာရှိတ်ပိတ်ခါအဆောင်ရက်9တက်မြောက်မှာထားခိုင်းလိုက်ပါတယ်။ပကြီးကားထဲကကြည့်စဉ်ကတော့အဆောင်ရက်ဘိုးချက်ရှိတ်စီးတစ်စိမ့်ဖြစ်ပါတယ်။နောက်ပိုင်းရေစက်ပါလာသူရှိရင်အတက်ကိုရနိုင်မှာဖြစ်လို့အခုအဲ့ဒီတက်ကိုဝမ်းလင်ကရရှိမှာဖြစ်ပါတယ်။လေးနဲ့မိုးကိုခေါ်နိုင်တဲ့အပြင်ပဲစီချလိုက်တာနဲ့တင်စစ်တပ်ကြီးတစ်ခုလုံးဖန်တီးနိုင်တဲ့အထိအင်အားကြီးတဲ့အတက်တစ်ခုဖြစ်ပါတယ်။လေးခေါ်ဆောင်ချင်းတက်ကိုနားလည်နိုင်မှုဆိုတက်ခတ်ပြီးကြိုးစားမှရမှာဖြစ်လို့နားလည်နိုင်နားမလည်နိုင်ကတော့ဝမ်းလင်ကိုယ်တိုင်ပေါ်မှာမူတည်နေပါတယ်။အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ဝမ်းလင်တဲ့စုဆောင်းပစ္စည်းအဆောင်တွေကနေပြတ်ထွက်လာနိုင်ခဲ့ပါတယ်။အထက်9တက်မှာရှိနေတဲ့ဝိဇာနာတက်ကိုအမြင့်ကျယ်အောင်ပြသဖို့တောင်းဆိုနေတော့ဝမ်းလင်နဲ့လေးခေါ်ဆောင်တက်ကိုထုတ်ပြလိုက်ပါတယ်။ဒါကိုမြင်တော့လောဘတက်လာကြတဲ့နေမြေဆောင်းလျှောက်3ဦးလည်းဒီချိန်ကဝမ်းလင်ရဲ့နတ်သိသိတွေရှုပ်ထွေးနေတာမို့အခွင့်ကောင်းယူပြီးတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့ငကိုတွေကမနိုင်တဲ့ပြင်ဒီတစ်ခါမှလည်းလေးခေါ်ဆောင်ချင်းတက်နဲ့ပဲရှိုင်းတော်ရဲ့အဆောင်ရှောက်ကိုတပ်ပေးလိုက်ပါတယ်။လေးခေါ်ဆောင်ချင်းတက်ကိုသုံးမဲ့ဆိုမူလစွမ်းရည်ကောက်ခတ်မှုရမ်းများလောနာမှုကြံနေသေးတဲ့နှစ်ယောက်ရဲ့မူလရင်းမြစ်နဲ့စွမ်းရည်ပြည့်ဖြည့်ဖို့လုပ်ရပါတယ်။တယောက်ကိုတော့ဝိညာဉ်တန်းထောင်လန်နဲ့ရှုပ်ပြီးနောက်တစ်ယောက်ကိုတော့ဝိဇ္ဇာနဲ့ယတနာနဲ့အဆုံးတပ်ပေးလိုက်ပါတယ်။တိုက်ပွဲပြီးသွားချိန်မှာတော့ဝိဇ္ဇာနဲ့အေဂရီရဲ့ပြောစကားကိုပြန်ကြားရောက်ပြီးပကြီးကားတွေကကြည့်တဲ့ကအဆောင်ရဲ့ဘိုးချက်ရှိတ်စည်းတစ်စိတ်ဖြစ်တယ်ဆိုတာကိုအမှတ်ရသွားပါတယ်။ကျင့်စဉ်ကိုစမ်းကြည့်တော့တကယ်လဲအဆောင်ကိုသိယူနိုင်တာကိုသိလိုက်တာမို့သိလိုက်ပါတယ်။မြို့နယ်သူ၄ခုကလူတွေလာရင်တမ်းမသိနိုင်မှုအတွက်လီရွမ်းရဲ့ကိုညီကိုယူပြီးအစီရင်တစ်ခုရှာကစုဆောင်းပစ္စည်းအဆောင်အတူတစ်ခုကိုလည်းဖန်တီးပေးခဲ့လိုက်ပါတယ်။ဒီနေရာကိုရောက်လာသူတွေအနေနဲ့စုဆောင်းပစ္စည်းအဆောင်တွေဝင်မှုစူးစမ်းမယ်ဆိုတာမန်ရှာရဲ့ရှုံတော်တာကိုခံရပြီးဒိတ်စီခံရမှာဖြစ်ပါတယ်။ပြန်လဲထွက်နိုင်မှုမလွယ်တော့မှုမြို့နယ်သူ၄ခုရဲ့အကြီးအကဲတွေတန်းသိဖို့ခက်ပါတယ်။ဒီပုံထဲမှာကိစ္စတွေပြီးပြီဖြစ်လို့ဝမ်းလင်ကလီရွမ်းနဲ့တူထွက်သွားဖို့ပြောပါတယ်။ဒီအခီးမှာလီရွမ်းပေါင်ဝင်ခဲ့လို့လည်းအကျိုးမြတ်များကြီးရခဲ့တာမို့ဝိဇ္ဇာနဲ့တက်ကိုပေးပေမဲ့လီရွမ်းကတော့တမိုးကြီးရတနာတွေရဲ့ဆိုးကျိုးကိုကောင်းကောင်းကြီးသိနေပြီးမို့ဝမ်းလင်ကိုပဲကိုယ်တိုင်သိထားဖို့ပြောလိုက်ပါတယ်။အသက်ကိုယ်တော်ကယ်ပေးခဲ့တာမို့ထပ်ပေးစရာမလိုတော့ဘူးလို့ညင်းပါတယ်။ဝိဇ္ဇာနဲ့ဘုံကနေထွက်သွားပြီးရင်အနောက်ရမှာရှိနေတဲ့ဝိဇ္ဇာနဲ့ဘုံတကားရှိရစီသွားပြီးမိုးချိုးဦးနဲ့လမ်းကြောင်းတစ်ခုဖွင့်ဖို့ပဲရှိတယ်လို့လီရွမ်းကပြောပါတယ်။မိုးချိုးဝိဇ္ဇာနဲ့ဘုံရဲ့အနောက်ပိုင်းလူမြင်မှာတော့ကျင့်ကြံသူတွေကအစီရင်တစ်ခုကိုအတူဖွင့်နေကြပြီးအပေါက်ပွင့်သွားတော့ဝိဇ္ဇာနဲ့ယတနာတို့အလူရက်ပြေးဝင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီပေါက်ကလည်းဝမ်းလင်တို့ကိုတိုက်ခိုက်တဲ့သူဒဏ်ရာကုသနေတဲ့ဝိဇ္ဇာနဲ့အကြီးကဲရဲ့အဆောင်ကနုတ်9ခုတည်းကတစ်ခုဖြစ်နေပြန်ပါတယ်။အဆောင်ကနုတ်တွေကလည်းပြေးတော့မှဖြစ်လို့မကြခင်မှာကပ်ပေးကြီးတစ်ခုကြားရောက်လာနိုင်ပါတယ်။ဒါကတော့အမတ်တတပါးကြီးကိုပန်လန်းစဉ်အပိုက်154ဖြစ်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။